မင်းချောင်းချိနေတဲ့အိမ်ကြီးချင်းမိမလာလေဒီညတော့သူမမင်းကိုပြန်ကြည့်နေပြီညတိုင်းသူဒီနိုင်ငံကွဲအကြောင်းကနေဘေးကမိမလာလေးကိုချောင်းချိနေတယ်သူမရဲ့ခန္ဓာကိုယ်ကအယမ်းလှပပြီးဆွဲဆောင်မှုပြင်းထန်လို့နဲ့သူတနာစိတ်ကိုနှိုးဆွဲလိုက်တိုင်းသွေးတွေပူနွေးလာတယ်ဒီညသူမကိုခန္ဓာကိုယ်ပုတ်တက်နေရကိုတိုက်ရိုက်မြင်နေရတယ်သူ့ခန္ဓာကိုယ်တစ်ခုလုံးပူလောင်လာတယ်ရုတ်တရက်နိုင်ငံကွဲအထက်ကနေအသားမြင့်ကြီးတစ်ခုဖြည်းဖြည်းထွက်လာတယ်သူနောက်ဆုတ်ဖို့နောက်ကျသွားပြီးအဲ့ဒီအရာကသူ့မျက်လုံးထဲနက်နက်ဝင်သွားတယ်ခဏကြာတော့သူ့ခေါင်းထဲမှာသူမရဲ့ချိုးသားတဲ့အတန်ပြောလာတယ်မင်းငါကိုလိုချင်နေတာငါသိပါတယ်သူမအတန်ကသူ့နားထဲတိုက်ရိုက်ဒိုးဝင်လာတယ်အရန်ချိုးပြီးလိုချင်စရာကောင်းတယ်သူနားထဲကနေချွဲကြီးကြီးအရာတစ်ခုထွက်လာတယ်ကြောက်စရာကောင်းပေမဲ့သူပျော်မွေ့နေတယ်ရေချိုးခန်းထဲရောက်တော့သူ့ခန္ဓာကိုယ်ကပူနွေးနေပြီးရေတွေအမဲရောင်ပြောင်းသွားတယ်သူ့ရေပြားအောက်မှာတခုခုလှုပ်ရှားနေတယ်နာကျင်ပေမဲ့အယမ်းပျော်မွေ့နေတယ်သူမပြတင်းနားမှာအဝိမပါပဲရက်နေတယ်မျက်လုံးတွေတိုက်